ကိုရဲ့ video file မှာတချင်းတွေအတန် file တွေဘယ်လိုထည့်ရမလဲဆိုတော့မသိသေးတဲ့သူတွေအတွက်ဒီ video မှာကျွန်တော်ပြပြပေးသွားပါမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ CapCut software ထဲဝင်လိုက်မယ်ဗျဒါမှာတော့မိတ်ဆွေတို့ထည့်ထားတဲ့ video file တွေပေါ့နော်ကျွန်တော် video file မှာဆိုလို့ရှိရင်တော့ကျွန်တော်file လေး၄ခုထည့်ထားတယ် video clip လေး၄ခုထည့်ထားတယ်ပေါ့နော်အဲ့ဒီ video clip နဲ့တချင်းတန်နဲ့တွဲမှာပဲဖြစ်ပါတယ် okay မိတ်ဆွေတို့ဒီကိုရဲ့ video မှာတချင်းတန်နဲ့အတန် file တွေထည့်ချင်တယ်ဆိုလို့ရှိရင်ဒီအောက်မှာရှိတဲ့ audio ကိုနှိပ်လို့ရပါတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ဒီအောက်ဆုံးဘာထဲမှာရှိတဲ့ edit နဲ့ page က edit နဲ့ text က audio ကိုနှိပ်လဲရပါတယ်ကျွန်တော် audio ကိုနှိပ်ပြလိုက်ပါမယ် okay အဲ့လိုမျိုးနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာ sound ရဲ့ brand music ရဲ့ copyright ရဲ့ sound effect ရဲ့ text to audio ရဲ့ extract ရဲ့ဆိုပြီးတော့ပြပေးမှာပဲဖြစ်ပါတယ်ဒီညာဘက်တောက်ဆုံးမှာတော့ record ဆိုတာရှိပါတယ် okay ကျွန်တော်ပြပေးပါမယ်ဒီ editor ထဲမှာကြည့်မယ်ဆိုလို့ရှိရင်လည်း audio ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်လဲရတယ်ဒီအောက်ကဒီကတ်ကြီးပုံစံ edit နဲ့ page က audio ကိုနှိပ်လဲရတယ်သဘောတရားတော့အတူတူပါပဲဆိုတော့ကျွန်တော်ဒီမှာကျတော့ audio ကိုကျွန်တော်နှိပ်ပြလိုက်ပါမယ် okay အဲ့မှာဆိုလို့ရှိရင်ရောသူနဲ့ပတ်သက်တဲ့ audio နဲ့ပတ်သက်တဲ့ tool တွေပေါ်လာလိမ့်မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်အများဆုံး sound ကိုကျွန်တော်နှိပ်ပြပါမယ်ခင်ဗျာ okay sound ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါ CapCut ထဲမှာရှိတဲ့တချင်းတွေပေါ့နော် Pro ဆိုတာ Pro version ဝယ်သုံးမှပဲအသုံးပြုလို့ရမယ့်တချင်းတွေပေါ့နော် Pro မပါတဲ့ဟာတွေဆိုတော့အတိုင်းအသုံးလို့ရတယ်မိတ်ဆွေတို့ကဒီထဲမှာရှိတဲ့တချင်းတွေအသုံးပြုချင်တယ်ဆိုလို့ရှိရင်တော့ download နှိပ်လိုက်ဖို့ရပါတယ် okay အဲ့ဒါတော့okay အဲ့ဒါတော့တရုပ်ဒီလိုအတန်ပေါ့နော်မိတ်ဆွေတို့အဲ့ဒါကိုကြိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအတန် file တွေသုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီအပေါင်းလေးခဏနှိပ်လိုက်လို့ရတယ် okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ video clip ကိုရဲ့မူရဲ့ video clip အောက်မှာဒီခုနဒီလိုအတန်လေးဝင်လာပြီပေါ့နော်ဒါကတော့ခုနဒီလိုတစ်ပုတ်စာပေါ့10မိနစ်ကျော်လာလို့ရှိရဗျ okay အဲ့ဒါကိုကျွန်တော် play နှိပ်ပြပါမယ် okay အဲ့ဒါတော့ခုနထည့်လိုက်တဲ့အတန် file ပါမိတ်ဆွေတို့အနေနဲ့ဒီအတန် file ကိုမကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာအမိုက်ပုံလေးနဲ့ delete ကိုနှိပ်လိုက်လို့ရပါတယ် okay ကျွန်တော်ပြန်ပြီးတော့သွားပြပါမယ်sound ကိုနှိပ်လိုက်တဲ့အချိန်မှာပထမဆုံးပေါ်လာတဲ့ဟာ recommended ဆိုတာကကြတော့ဒီ CapCut software ထဲမှာသူတို့ပေးသုံးထားတဲ့တချင်းတွေပဲဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့သတိထားရမှာကအဲ့ဒီတချင်းတွေက copyright ရှိနိုင်ပါတယ်ဆိုတော့မိတ်ဆွေတို့ကအများသောအားဖြင့် Facebook မှာတင်မယ် TikTok မှာတင်မယ်ဆိုလို့ရှိရင်တော့ဒါ CapCut ထဲပေးသုံးတဲ့ဟာပေါ့နော်တချို့ဟာတွေက copyright လောက်တာရှိတယ်တချို့ဟာတွေက copyright ညှိနိုင်တာရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေမသုံးသေးဘူးဆိုတော့ဒီအောက်ဒီညာဘက်မှာရှိတဲ့file ပုံစံလေးကိုတစ်ချက်ပြလိုက်မယ်ဒီ file မှာကျတော့သူကနှစ်ခုရှိရမို့နော် extracted ရဲ့ device ရဆိုတော့နှစ်ခုရှိတယ် extracted ဆိုတာကျတော့ကိုဖုန်းထဲမှာရှိတဲ့ MP4 file ကနေပြီးတော့ MP3 ပြောင်းတဲ့ file ကိုဆိုလိုတာဖြစ်ပါတယ်ဒီဘက်မှာ device ဆိုတာရှိပါတယ် device ဆိုတာတော့ကိုဖုန်းထဲမှာသချင်းတွေဒါမှမဟုတ်ကို online နဲ့ download ထားတဲ့ MP3 အသက် file တွေရှိပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ခု down ထားတာပေါ့နော် Fiber Message ကတော့အစကတည်းကရှိရပေါ့ဒါအဲ့ဒါထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ video clip ထဲကိုအသက် file ရောက်လာပြီပဲဖြစ်ပါတယ် okay ဒါတော့ဒီလုံးတန်ပေါ့နော်ကျွန်တော် Pizza Base ဆိုတဲ့ website မှာdownload ဆွဲထားတယ်အဲ့ဒီ website မှာကျတော့ copyright free ပါဒီ website ကထောင်းထားတဲ့ music မှတ်တများတီးလုံးတက်မှတ်တများကျတော့ကျွန်တော် TikTok မှာလည်းတင်လို့ရတယ် Facebook မှာလည်းတင်လို့ရတယ်ဒါပေမဲ့ YouTube မှာတင်ချင်တယ်ဆိုလို့ရှိရင်တော့နောက်ပြီးမှကျွန်တော်ပြန်ပြီးပြောပြပေးပါမယ်ဒီ website ဟာတွေကကျတော့ YouTube မှာတင်လို့အဆင်မပြေသေးဘူးเนาะဒါပေမဲ့ကျွန်တော် TikTok မှာတင်လို့ရတယ် Facebook မှာတင်လို့ရတယ် okay ဆိုတော့ကျွန်တော် delete ပြန်လိုက်မယ် sound ထပ်ပြန်ဝင်မယ်ပြန်ပြလိုက်မယ်ပေါ့နော်မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ MP3 file ကိုထည့်ချင်တယ်ဆိုလို့ရှိရင်တော့ခဏလေးစောက်ပေးပါ line မကောင်းဘူးဆိုတော့ okay ဒီမှာ device ကိုနှိပ်ရပါမယ်device ထဲမှာရှိတဲ့ဒါကတော့သချင်းတွေပေါ့နော်ကိုဖုန်းထဲမှာရှိတဲ့သချင်းကျွန်တော်ကနှစ်ပုတ်ပဲ down ထားတော့နှစ်ပုတ်ပဲရှိတယ်အဲ့ဒါကိုကြိုက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီအပေါင်းလေးခဏနှိပ်လို့ရတယ်ဒီညဘက်မှာ TikTok ပုံစံကကြတော့ဒီ CapCut software နဲ့ TikTok ကို login ဝင်ထားမယ်ဆိုလို့ရှိရင် TikTok ထဲကသချင်းတွေအသုံးပြုလို့ရပါမယ်ဖြစ်ပါတယ်မိတ်ဆွေတို့စိတ်ဝင်စားလို့ရှိရင်တော့စမ်းကြည့်လို့ရပါတယ် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းထဲမှာရှိတဲ့ MP3 အတန် file လေးကျွန်တော်ထည့်ပြလိုက်မယ်okay ထပ်ပြီးဆိုလို့ရှိရင်ဒီ video clip အောက်ရောက်လာမယ်ပေါ့နော်ဒါတော့သူတချင်းရှည်တလောက်သူပါလာမယ်အဲဆိုတော့ကျွန်တော်နောက်ဆုံးဆွဲကြည့်လိုက်မယ် okay ဒီမှာကျွန်တော်တို့ video clip က၄ခုပေါင်းမှာ10မိနစ်15စက္ကန့်ပဲရှိရယ်ဒါပေမဲ့တချင်း file ကကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရင်10မိနစ်15စက္ကန့်ထိပို့နေတယ်ဗျာဒီမှာတချင်းကဓာတ်ရှိတယ် music တန်ဓာတ်ရှိတယ်10မိနစ်ဝန်းကျင်လောက်ရှိရပေါ့နော် okay ဒီကောင်ကိုကျွန်တော်တို့ edit လုပ်မယ်ဆိုလို့ရှိရင်ဥပမာဗျာကျွန်တော်တို့ video clip ပြီးသွားပြီဒါပေမဲ့ video clip ပြီးသွားတဲ့အချိန်မှာတချင်းကမဖြတ်ထားဘူးဆိုတော့ထက်လာနေအောင်မယ်ညာအဲဆိုတော့ကျွန်တော်တို့ကကွက်တိထားခြင်းနဲ့ဒီ video clip ရဲ့နောက်ဆုံးမှာဒီတချင်းတန်ကိုလည်းဒီနေရာမှာကျွန်တော်တို့ဖြတ်ချလိုက်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအောက်က audio ကို select မှတ်ပြီးတော့ဒီ split ဆိုတာနှိပ်လို့ရတယ်ပြီးလို့ရှိရင် delete ကိုနှိပ်လိုက်လို့ရတယ် okay အဲ့မှာဆိုလို့ရှိရင်ကွက်တိဖြုတ်သွားပြီကျွန်တော်တို့ဒီ video clip လည်းဆုံးသွားလို့ရှိရင်တချင်းနဲ့ဆုံးသွားလိမ့်မယ်
okay အဲ့လိုမျိုးကိုတီလုံးလို့ရပါတယ်ဒါအဲ့လိုမျိုးကျွန်တော်တို့မဖြတ်ထားဘူးဆိုလို့ရှိရင်တော့ရုပ်မလာဘဲနဲ့အတန်ပဲကြားနေပါလိမ့်မယ်နောက်ပိုင်းရဟာတွေဆိုလိုတာပါဆိုတော့ဒီမိနစ်နဲ့15စက္ကန့်မှာကျွန်တော်တို့ကအဲ့လိုမျိုးနီးနဲ့အတန်ဖိုင်ထဲလို့ရတယ်ပြီးလို့ရှိရင်ကိုလူချင်တဲ့နေရာမှာဖြတ်ထားခဲ့လို့ရတယ်နောက်တစ်ခုကကြတော့ဒီ audio နဲ့ပတ်သက်တဲ့ channel မှာပဲ Brain Music ဆိုတာရှိပါတယ်အဲ့ဒါကျွန်တော်နေပြပါမယ် Brain Music ဆိုတာနဲ့ပဲကျွန်တော်ဒီ TikTok ရောGmail account တို့ Facebook တို့နဲ့ချိန်ပြီးတော့ဒီအထက်မှာရှိတဲ့ music တွေယူသုံးလို့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီ Brain Music တွေတိတ်တုံးလေးမရှိဘူးပေါ့နော်မိတ်ဆွေတို့စိတ်ဝင်စားလို့ရှိရင်စမ်းကြည့်လို့ရတယ်နောက်တစ်ခု copyright ပေါ့နော် copyright ကအခုဒီမှာကျွန်တော်အတန် file လေးတစ်ခုထည့်ထားတယ်ဒီအတန် file ကို Capture Software ကအသုံးပြုခွင့်ပေးလားမပေးလားဆိုပြီးတော့သူပြန်စစ်ဆေးတာပဲဖြစ်ပါတယ် copyright check for posting on TikTok တဲ့အဲ့မှာကျွန်တော် check လုပ်လို့ရတယ်အခြေလေးတော့နည်းနည်းစောင်းရမယ်ဗျ internet fit ထားဖို့တော့လိုမယ်ခင်ဗျာကျွန်တော်တို့ video export မထုတ်ခင်မှာဒါကကျွန်တော်တို့ copyright ညှိနိုင်တာမညှိနိုင်တော့ဆိုပြီးတော့သူ့ရဲ့ software ကစစ်ဆေးပေးတာပဲဖြစ်ပါတယ် okay internet connection တွေတော့နည်းနည်းစောင်းရမယ်ခင်ဗျာ53စက္ကန့်50ကျော်80ကျော်ဒီနေ့တော့စောင်းအောင်မယ်sound license for non commercial use or TikTok တဲ့အခုကျွန်တော်ထည့်ထားတဲ့ဒီ music ကကြတော့ online မှာအသုံးပြုခွင့်ပေးထားတယ် TikTok မှာအသုံးပြုခွင့်ပေးထားတယ်ဆိုပြီးတော့သူကပြောထားတာပေါ့နော် non commercial အတွက်ပေါ့ဆိုတော့ဒီအပေါ်မှာလည်း check လုပ်လို့ရတယ် copyright check for export ထုတ်မယ်ဆိုလို့ရှိရင်တော့check လုပ်လို့ရ subject ပေါ့နော်ဒါတော့ copyright နဲ့ပတ်သက်တဲ့ဟာတွေပါနောက်တစ်ခုကကြတော့ sound FH ပေါ့နော် sound FH ကြတော့အလွယ်ပြောမယ်ဆိုလို့ရှိရင် sound effect ပေါ့ဥပမာပြကျွန်တော်တို့ကဘုံပြလိုက်လို့ရှိရင်ဘုံပေါက်တန်လို့ပါတော့အဲ့လိုမျိုးအတန်လေးပေါ့ဒီမှာကျွန်တော်စမ်းပြမယ်ဒီအဲ့လိုမျိုးအတန်လေးပြီးလို့ရှိရင်တနစ်စီလဲတဲ့အတန်လေးဒါတော့ download နဲ့ဆွဲရမယ်အတန် file လေးရဆိုတော့ဒီထဲမှာအများကြီးရှိရပေါ့နော်ကျွန်တော်တို့ keyboard ရိုက်တဲ့အတန်လေးပါထည့်လို့ရတယ်ဒါဆိုတော့ကျန်တဲ့ဟာအဲ့လိုမျိုးအတန်ပို့လို့ဒီဒါတစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်တိုက်ပြီးဆောင်းလို့ဒီဒါတော့ keyboard ရိုက်တဲ့အတန်လေးပေါ့နော်ထုတ်ပြီးတော့ဆွဲဆောင်ဖို့ရှိအောင်အဲ့ဒီနည်းနဲ့သုံးလို့ရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်က sound FH ဆိုတာအလွယ်မှတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘိုးပေါက်တန်တို့ပြီးလို့ရှိရင်ပတ်ဆက်ရည်တဲ့အတန်တို့ရည်ကြတဲ့အတန်တို့အဲ့လိုမျိုးအတန်တွေကို sound FH ဆိုပြီးတော့သုံးထားတာပေါ့နော်နောက်တစ်ခုကကျွန်တော် text to audio ပါဆိုတော့ဒါကတော့ဒီမှာကျွန်တော်အင်္ဂလိပ်စာတွေရိုက်လိုက်မယ်ကိုရိုက်ထားတဲ့အင်္ဂလိပ်စာကိုအတန် file ဖြစ်ပြောင်းပေးတာပဲဖြစ်ပါတယ်ဥပမာကျွန်တော် how are you လို့ရိုင်းပြလိုက်မယ်အဲ့ဒါကိုဒီဘက်မှာ dance ဆိုတာရှိပါတယ်ဒီမှာကျတော့အတန်လေးပေါ့နော်ကိုရိုက်တဲ့စာကိုဘလူလူမျိုးရဲ့အတန်နဲ့ပြန်ထုတ်ပြီးမယ်ဆိုတော့ကျွန်တော် Jesse အတန်ကိုကျွန်တော်စမ်းပြပေးမယ်အဲ့ဒါနဲ့ dance လို့ရတော့ဆိုတော့ line connection လို့ဆောင်း How are you okay ဒါ Jesse အတန်လေးကြားလိုက်မယ်အဲ့ဒီအတန်ကိုကြိုက်တယ်ဆိုလို့ရှိရင် mix ကိုကျွန်တော်နှိမ့်လိုက်လို့ရပါတယ် okay ဒီမှာကျတော့ကျွန်တော်ခုနထည့်ထားတဲ့ဒီ how are you နဲ့ပတ်သက်တဲ့ဟာလေးဝင်လာပြီ How are you mix ကိုကြားလာမသိဘူးဗျHow are you okay အဲ့ဒါတော့ကျွန်တော်တို့ကစာနေပြီးတော့အတန်ဖိုင်ပြန်ပြောင်းတဲ့ဟာလေးပေါ့နော်ဒါကတော့လောလောဆယ်အင်္ဂလိပ်စာပဲရကြည့်တယ်ကျွန်တော်မကြိုက်လို့ပြန်ဖြည့်လိုက်ပြီဆိုတော့ဒီမှာခုနအတန်ဖိုင်လေးပေါ့နော်ဒီနောက်မှာ text to audio ရှိမယ် extract ခုနကျွန်တော်ပြောပြတဲ့အတိုင်းပဲ extract ကကျွန်တော်ကိုယ့်ဖုန်းထဲမှာရှိတဲ့ MP4 တွေမှာတနည်းအားဖြင့်ဆိုလို့ရှိရင်ရိုက်ထားတဲ့ video MP4 ကနေ MP3 ပြောင်းတဲ့နေရာတွေပဲဖြစ်ပါတယ်နောက်ထပ်ကျတော့ record ပေါ့နော် record ကကျတော့အခု edit လုပ်နေရင်လည်းပြောမယ်ဆိုလို့ရှိရင်ဒီ video ရဲ့နောက်ခံကိုယ့်ရဲ့စကားအတန်ကိုထည့်ချင်တယ်ဆိုလို့ရှိရင်တော့တိုက်ရိုက်ပေါ့နော် edit လုပ်ရင်လည်း record ကိုနှိပ်ပြီးတော့ကျွန်တော်အတန် file ထည့်လို့ရပါတယ်ကျွန်တော်စမ်းပြပါမယ်ဒီ record နှိပ်မယ်ပြီးလို့ရှိရင်ဒါလေးကိုတစ်ချင်းနှိပ်ထဲမှာဆိုလို့ရှိရင်တော့3စက္ကန့်စောင်းမှာဖြစ်ပါတယ်အဲ့လိုsorry ကျွန်တော်ကဒီမှာ video record ဖမ်းနေဆိုတော့ तू ကအဲ့ဒီ recorder ပြော screen recording လုံးနေလို့ပေါ့နော်ဒီဟာမျိုး तू အသုံးပြုလို့မရဘူးဒါပေမဲ့ mix ကိုစမ်းချင်တယ်ဆိုလို့ရှိရင်တော့တိုင်းရစမ်းကြည့်လို့ရတယ်ကျွန်တော်ကတော့ဒီမှာဖုန်းနဲ့ပြပေးနေတာဆိုတော့ဒီ screen recording လုပ်နေဆိုတော့ तू ကတပြိုင်တည်းမှာ screen recording နဲ့ဒီFK ရဲ့ record နှစ်ခုစလုံးတစ်ပြိုင်တည်းပြင်မသုံးဖြစ်နေပါတော့ mix ကိုစမ်းကြည့်လို့ရပါတယ်။ Okay ဒီနေ့သင်ခန်းစာမှာကျွန်တော်ပြပြပေးတာတော့ audio နဲ့ပတ်သက်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ mix လို့လည်းပဲဒီ CapCut edit ထဲမှာစမ်းလို့ကြည့်လို့ရတယ်။အဆင်မပြေတာလေးရှိရင်လည်းပဲကျွန်တော်အချိန်မီများလို့ရပါတယ်။နောက်သင်ခန်းစာနဲ့အတူကြံလာခဲ့မှာပါခင်ဗျာ။